ဒီနေ့မှာတော့ ကမ္ဘာအကြီးကျယ်ဆုံးတီထွင်ပညာရှင်တဦးရဲ့အစောပိုင်းဘဝဇာတ်ကြောင်းကို သူ့ရဲ့ရုပ်ရှင်နဲ့အတူလေ့လာကြည့်ရအောင်ဒီဇလန်က Thomas Alva Edison ရဲ့ဘဝဟာအောင်မြင်မှုတွေနဲ့စခဲ့တာမဟုတ်ဘူးဆိုတာကိုသက်သေပြနေပါတယ် Thomas Alva Edison ကို1848ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာမီလန်မြို့အိုဟန်ယိုပြည်နယ်အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်ငယ်စဉ်က Edison ဟာအရာရာကိုဘာကြောင့်လဲဆိုတဲ့မေးခွန်းနဲ့ချင်းကပ်တတ်သူပါဒါကြောင့်လေသူ့ရဲ့စူဇန်လိုစိတ်တွေဟာကျောင်းမှာဆရာမတွေအတွက်တော့ခေါင်းကိုက်ဆရာဖြစ်လာခဲ့ပါတယ်သူဟာဆရာမများကြီးသင်ကြားပို့ချမှုကိုလွယ်လွယ်ကူကူလက်မခံပဲဘာကြောင့်လဲဒါကဘလို့အလုပ်လုပ်တာလဲစတဲ့မိကုများသာအမြဲတစေမိတတ်သူတရားပါဒါကြောင့်လေဆရာမများကနောက်ပိုင်းမှာအဲ့ဒီစင်ကိုညံမမီတော့ကလေးလိုတတ်မှတ်ခဲ့ပြီးကျောင်းကနေထုတ်ပစ်ဖို့အထိကြိုးစားခဲ့ကြတယ်Edison ရဲ့မိခင်ဖြစ်သူ Nancy Matthews Edison ဟာကျောင်းဆရာမဟောင်းတူဖြစ်ပြီးသားဖြစ်သူကျောင်းထုတ်ခံရခြင်းကြောင့် ကျမရဲ့သားဟာညံမမီတာမဟုတ်ဘူးသူဟာညံကြီးရှင်တယောက်ဖြစ်နိုင်တယ်ရှင်တို့ရဲ့တင် जा ရေးစနစ်ကသာသူ့ရဲ့မတူညီတဲ့အတွေ့အခေါ်ကိုလက်မခံနိုင်တာအခုချိန်ကစပြီးကျမကိုယ်တိုင်ပဲသူ့ကိုတင် जा ပေးမယ် မိခင်ဖြစ်သူကထိုကဲ့သို့ပြောဆိုခဲ့ပါတယ်Edison ဟာကျောင်းထုတ်ခံရပေမဲ့သူမိခင်ရဲ့ယုံကြည်မှုနဲ့မိခင်ရဲ့ကိုယ်တိုင်တင်စားပေးမှုကသူ့ကိုပညာရှင်ဖြစ်စေခဲ့ပါတယ်မိခင် Nancy Edison ဒီတားဖြစ်သူ၏မတူညီသောတွေးခေါ်ပုံနဲ့ထက်မြက်မှုကိုနားလည်ခဲ့ပါတယ်သူမသည် Edison အားအိမ်တွင်ကိုယ်တိုင်တင် जा ပေးခဲ့ပြီးသိပ္ပံနဲ့နည်းပညာဆိုင်ရာစာအုပ်များစွာဖတ်ရှုစေခဲ့ပါတယ်မိခင်၏ယုံကြည်မှုနှင့်ပံ့ပိုးမှုသည် Edison ၏ဘဝအတွက်အရေးကြီးဆုံးအုတ်မြစ်ဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာတားဖြစ်သူရဲ့ဝါသနာကြောင့်မိခင်ဟာအိမ်တွင်းသက်ကွဲကန်ငယ်လေးတစ်ခုထူထောင်ပေးခဲ့ပါတယ်ဒီလိုနဲ့ Edison ဟာစာအုပ်တွေဖတ်တဲ့စမ်းသပ်မှုတွေလုပ်တဲ့ပြီးတော့တီးထွင်းမှုတွေနဲ့ဓာတုဗေဒကိုဆွဲလန်းလာခဲ့ပါတယ်ဒီအချက်တွေကမယ်ကဘာက Mr. Invention လို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ Thomas Edison ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့စူးစမ်းလို့စိတ်ပြင်းပြသူ Edison ဟာအခွင့်အရေးကိုလည်းမြင်တတ်ခဲ့ပါတယ်အဲ့ဒါတော့သူနေထိုင်ရာ Fort Horan နဲ့ Detroit မြို့တွေကိုပြေးဆွဲတဲ့ Grand Trunk မီးထားလမ်းကြောင်းမှာလူတွေအသွားပြများတာကိုမြင်ပြီးတရင်စာနဲ့အခြားပစ္စည်းတွေရောင်းချဖို့စီးပွားရေးအခွင့်အလမ်းတစ်ခုအဖြစ်မြင်ခဲ့ပါတယ်ဒီလိုနဲ့ Edison ဟာအသက်12နှစ်သားအရွယ်မှာပဲမိဘများ၏ခွင့်ပြုချက်ရယူပြီးစူးစမ်းလိုစိတ်နဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တဲ့စိတ်ဆန္ဒကြောင့်တည်င်းစာရောင်းသူအဖြစ်စတင်အလုပ်လုပ်ခဲ့ပါတယ်ဒီအလုပ်ကိုလုပ်ကိုင်ရင် Edison ဟာသူ့လိုချင်တဲ့စမ်းသပ်ပစ္စည်းတွေနဲ့စာအုပ်တွေဝယ်ယူနိုင်ဖို့အတွက်ကိုယ်ပိုင်ပတ်စံကိုလည်းရှာဖွေနိုင်ခဲ့ပါတယ်ဒါအပြင်မိရထားအတွဲကုန်တင်အခန်းငယ်လေးအတွဲကိုယ်ပိုင်တစ်ခွဲခန်းနဲ့ကိုယ်ပိုင်ပုံနှိပ်ဆက်ကိုလေးတက်ဆင်ခဲ့ပါသေးတယ်အဲ့ဒီနောက်မှာတော့ Grand Trunk Herald လို့နာမည်ပေးထားတဲ့သတင်းစာငယ်လေးကိုကိုယ်တိုင်ရေးသားကိုယ်တိုင်ရိုက်နေကိုယ်တိုင်ဖြန့်ဝေခဲ့ပါနဲ့ဒါဟာသူ့ရဲ့ပထမဆုံးစွန့်ဦးတီထွင်စိတ်နဲ့ငြင်းရထမျက်မှုကိုပြသခဲ့ပါလေဒီနေ့မှာတော့ Edison ရဲ့အိမ်မက်တွေစမ်းသပ်မှုတွေနဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့မီးထားတွဲငယ်လေးထဲမှာမထင်မှတ်ပဲမတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်ဒီမတော်တဆမှုကြောင့်ဒေါသထွက်ခဲ့တဲ့မီးထားအရာရှိက Edison ၏နားကိုရိုက်ခဲ့တယ်လို့ဆိုပါတယ်ဒီဖြစ်အကြောင်း Edison ဟာနားအကြားအာယုံထိခိုက်မှုကြီးကြီးမားမားဖြစ်သွားခဲ့ပါတယ်ဒါအပြင်မီးရထားအရာရှိက Edison ကိုရထားပေါ်မှာနေခွင့်မပြုတော့ပဲမောင်းထုတ်ခဲ့ပါတယ်
အချားအာယုံထိခိုက်မှုကလူမှုဆက်ဆံရေးပိုင်းမှာအဆင်မပြေမှုတချို့ရှိခဲ့ပြီးသူ့ကိုပုံမအထီးကျန်စေခဲ့တယ်လို့ဆိုပါတယ် ဒါပေမဲ့အေဒီဆင်ကတော့ဒါကိုစဉ်းစားတွေးခေါ်မှုအပိုင်းမှာအာယုံစူးစိုက်နိုင်တာကြောင့်အားသာချက်တစ်ခုလိုပဲသဘောထားခဲ့ပါတယ် ဒီဖြစ်ရတွေဖြစ်သွားခဲ့ပြီးမကြခင်မှာပဲမိရထားနဲ့ရင်ဆက်မကုန်သူ အေဒီဆင်ဟာမိရထားနဲ့ပတ်သက်တဲ့အလုပ်ကိုပဲထပ်မံလုပ်ကိုင်းဖို့အကြောင်းဖန်လာပြန်တယ် အဲ့ဒါကတော့ အဲ့ဒီအချိန်1860ခုနှစ်လောက်တွင် American အစိုးရဝန်ထမ်းတဦး၏လစဉ်လစာသည်ယာဒူအလိုက်ဒေါ်လာ30မှ50ဝန်းကျင်သာရရှိခဲ့ပြီး တာမန်အလုတ်သမားကဥယျာဉ်နေစဉ်လောက်ခါမှာ တစ်နှစ်တတော်လား ဝင်းချင်ပါ ရရှိပါတယ် အဲ့ဒီအချိန်ကအရီဆင်ဟာတရက်တွင်ဒေါ်လာ30လောက်ရနေတယ် သူ့ရဲ့သတင်းစာလုပ်ငန်းဟာကလီးတယောက်အတွက်များပြားတဲ့ဝင်ငွေဖြစ်ပါတယ် ဒါကြောင့်လေ Edison ဟာအထက်ပါဖြစ်ရတွေနဲ့ထိခိုက်မှုတွေဖြစ်ခဲ့ပေမဲ့ ဇွဲကောင်းတတ်တဲ့သူ့ရဲ့အကျင့်အတိုင်း သူ့ရဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းကိုဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်ဒီနေ့မှာတော့ Edison ဟာသတင်းစာရောင်းနေရင်3နှစ်အရွယ်ကလေးငယ်တယောက်ကို အထက်ဘေးမှာ ကယ်တင်နိုင်ခဲ့ပါတယ် ကလေးဤဖခင်သည်ဘူဒါယုံဤအေဂျင့်တူဖြစ်ပြီးအေဒီစင်ကိုလုံးစွာကျေးဇူးတင်ခဲ့ပါတယ်ဒါကြောင့်လေနောက်ပိုင်းမှာအေဒီစင်ကိုယထာလန်ဂျင်းနန်းပညာကိုသင်ကြားပေးခဲ့ပါတယ်ဒီလိုနဲ့အေဒီစင်ဟာအသက်15နှစ်အရွယ်မှာပဲဂျင်းနန်း operator အလုပ်ကိုရရှိခဲ့ပါတယ်ဂျင်းနန်းလုပ်ငန်းဟာသူ့ကိုလက်စစ်ပလန်းတွေအချက်ပြမှုတွေနဲ့စက်ရံတရားတွေကိုနဲ့နားလည်စေခဲ့တဲ့အရေးကြီးဆုံးသင်တန်းကြောင့်တစ်ခုဖြစ်ခဲ့ပါတယ် ဒီအလုတ်ကပဲသူ့ကိုတီထွင်သူတယောက်ဖြစ်လာစေဖို့ပို၍တည်ကြစေခဲ့ပါတယ် ဒီနေရာမှာအက်ဒီဆင်ရဲ့အလုပ်စ조사မှုကိုလည်းပြောမှပြည့်စုံပါလိမ့်မယ်သူဟာနေ့ဘက်မှာအလုပ်လုပ်ပြီးညဘက်မှာစက်တင်နဲ့စမ်းသပ်မှုတွေကိုလုပ်ရင်အိတ်ဆက်ချင်းကိုတောင်းအချိန်ဖြုံးတာအထစ်မြင်ခဲ့သူပါဒါဟာလူငယ်တယောက်အတွေ့ဂုံယူစရာအမခန်းစူးစမ်းအားထုတ်မှုတစ်ခုပါ ဤကဲ့သို့ကြိုးစားမှုများမှာ တဆင့်မကြာခင်မှာတောင်းမိုးရှိသောအရာတစ်ခုကိုရှာဖွေတွေ့ရှိတော့မယ် Thomas Edison ဖြစ်ပါတယ်အဲ့ဒီစင်ဟာယထာလန်ဂျင်းနဲ့အလုပ်ကိုလုပ်ကိုင်ရင်အသက်22နှစ်အရွယ်မှာသူ့ရဲ့ပထမဆုံးမိုဘိုင်းခွင့်ရတီထွင်မှုဖြစ်တဲ့လျှက်စစ်မဲမတ်ဆက်ကိုတီထွင်ခဲ့ပါတယ်ဒီဆက်ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်ဥပဒေပြုလွတ်တော်မှာနိုင်ပေါင်းများစွာကြာတဲ့မဲရည်ရွယ်ခြင်းကိုစက္ကန့်ပိုင်းအတွင်းပြီးမြောက်စေဖို့ပါဒီဆက်ကတကယ်ကိုထူးခြားဆန်းသစ်ပြီးကောင်းမွန်ခဲ့ပါတယ်ဒါပေမဲ့ကွန်ဂရက်အမတ်တွေကဒီဆက်ကိုလက်မခံခဲ့ကြပါဘူး ဘာဖြစ်လို့လဲဆိုတော့သူတို့အတွက်မင်းရည်အတွက်ချင်းနှေးကွေးတာဟာနိုင်ငံရေးအရာအပေးအယူလုပ်ဖို့နဲ့အချိန်ဆွဲဖို့အခွင့်အရေးဖြစ်နေလို့ပါပဲ အဲ့ဒီစင်ရဲ့ဆက်ကမြန်လွန်းတဲ့အတွက်သူတို့ကမတုံးကြမှာဘူး ဒီကြာရှုံးမှုကနေ Edison ဟာသူ့ရဲ့ဘဝတစ်လျှောက်လုံးအတရာအရေးကြီးဆုံးသင်ခန်းစာကိုရရှိခဲ့ပါတယ်ပထမဆုံးကြာရှုံးမှုကနေ Edison ယူခဲ့တဲ့သင်ခန်းစာကတော့လူတွေတကယ်လိုအပ်တဲ့အသုံးပြုခြင်းတဲ့ပစ္စည်းတွေကိုသာဈေးခွက်နဲ့ပေါင်းစပ်နိုင်ခဲ့ရင်ဆိုတာပါ ဒီလိုနဲ့ရှစ်နှစ်ကြာပြီးတဲ့နောက်အေဒီဆင်ဟာ ကဘာကြီးကိုအန်အော်စိမ်မဲ့ တီထွင်မှုတစ်ခု ဖန်တီးလိုက်ပါတယ် အဲ့ဒါကတော့ phonograph ပါပဲ phonograph ဟာအတန်ကိုပထမဆုံးအကြိမ်အဖြစ်မှတ်တမ်းတင်ပြီးပြန်လည်ဖွင့်ပြနိုင်တဲ့ကိရိယာဖြစ်ပါတယ် phonograph ကိုစတင်ပြသလိုက်တဲ့အခါမှာတော့ကဘာကြီးတစ်ခုလုံးအံ့အားသင့်သွားခဲ့ရပါတယ် phonograph ဟာ Edison ကိုနိုင်ငံတကာမှာကြော်ကြားစေခဲ့ပြီး ဗီလိုပတ်မှာစုံဆိုတဲ့နာမည်ကိုရရှိစေခဲ့ပါတယ် phonograph ရဲ့မူပိုင်ခွင့်နဲ့အမျက်စွန်းတွေဟာသူ့ကိုထိုခေတ်ရဲ့အချမ်းသာဆုံးပုံကိုများထဲမှာတဦးဖြစ်လာစေခဲ့ပါတယ်လျှက်စစ်မဲမဆက်မှာရှုံးခဲ့တဲ့အရှုံးကြောင့်အငတ်ဘေးပါကြုံခဲ့တဲ့အထိဖြစ်ခဲ့ရတဲ့ Edison ဟာ phonograph နဲ့အားလုံးကိုပြန်လည်ရရှိခဲ့ပါတယ် ဒါပေမဲ့ phonograph က Edison ရဲ့ ပထမခြေလှမ်းပဲရှိပါသေးတယ် Edison ရဲ့တကယ်အိမ်မက်ကအမောင်ကဘာကြီးကိုပျောက်ကွယ်သွားစေဖို့ပါဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့9နှစ်ကသူ့မိခင်ဟာခွဲစိမှုလုပ်ရမှာလုံလောက်တဲ့အလင်းယုံမရှိခဲ့ပါဘူးဒါကြောင့်ယခုအချိန်မှာသူ့ရဲ့အောင်မြင်မှုကိုမိခင်ဖြစ်သူဟာမတွေ့မြင်နိုင်တော့ပါ